မုတ်ဆိုတယောက်ဟာမီနီကန်အကြီးစားကြီးကိုကင်ပြီးယုံကလေးတစ်ကောင်ကိုအသေးအတန်လိုက်လံအမဲလိုက်နေပါတယ်။သူဟာယုံကိုဖမ်းဖို့ထောင်ချောက်တစ်ခုဆင်လိုက်တဲ့အချိန်မှာပဲနောက်ထပ်မုတ်ဆိုတယောက်ရုတ်တရက်ရောက်လာပြီးသူလည်းထောင်ချောက်တစ်ခုထပ်ဆင်လိုက်ပြန်ပါတယ်။ဒီလေလုံးနဲ့ယုံကလေးကတော့ထောင်ချောက်နှစ်ခုလုံးကိုရိပ်မိနေတာပေါ့။ဒါပေမဲ့နှာခေါင်းကြီးကြီးနဲ့မုတ်ဆိုးကမုံလာဥနီကဲရော်လေးတအုပ်ကိုချပြလိုက်တဲ့အခါမှာတော့ယုံကလေးကစိတ်ဝင်စားသွားပါတယ်။ဒါကိုပထမမုတ်ဆိုးကမြင်သွားပြီးမြေကြီးတဲကနေပေါင်20လောက်ရှိတဲ့မုံလာဥနီအကြီးကြီးတအုပ်ကိုဆွဲထုတ်ပြလိုက်ပြန်ရော။ယုံကလေးကပိုပြီးစိတ်လှုပ်ရှားသွားတာပေါ့။အရှော့မပြီးချင်တဲ့ဒုတိယမုတ်ဆိုးကလည်းသူ့ရဲ့ကြောပိုးအိတ်ထဲကနေမုံလာဥနီပေါင်း9သိန်းလောက်ကိုတွန်ချလိုက်တာတော့တယ်။အဲ့ဒီမှာတင်ကောင်းပွိုင်မုတ်ဆိုးကလည်းကားကြီးနဲ့မုံလာဥနီ1 တန်းလောက်ကိုလာပုံချလိုက်ပြန်ပါတယ်။ယုံကလေးကတော့ပြားများနေတော့မှပဲနှာခေါင်းကြီးနဲ့လူကမုံလာဥနီကိမုတ်ကဲရော့ကိတ်လေးကိုဖုတ်ပြီးထုတ်ပြလိုက်တဲ့အခါယုံကလေးရဲ့စိတ်ကပြောင်းလဲသွားပြန်ပါတယ်။ဒါပေမဲ့ကောင်းပွိုင်ကအရှုံးမပေးပဲကြောသားတွေကိုအကူအညီတောင်းပြီးစက်ကြဝဠာမှာအကြီးဆုံးဖြစ်မဲ့မုံလာဥနီကြီးကိုတိတ်ခိုင်းလိုက်ပါတော့တယ်။ဒေါသထွက်သွားတဲ့နှာခေါင်းကြီးမုတ်ဆိုးကကောင်းပွိုင်ကိုမုံလာဥနီနဲ့လှမ်းပေါက်လိုက်ပေမဲ့ကောင်းပွိုင်ကဖမ်းမိသွားပြီးသူ့နှာခေါင်းလေးကိုပဲပြန်ထိုးထိလိုက်ပါတယ်။အဲ့ဒီမှာတင်နှစ်ယောက်သားအကြီးအကျယ်ရန်ဖြစ်ကြတာပေါ့လေ။နှာခေါင်းကြီးလူကမုံလာဥနီပြစ်တဲ့ RPG ကိုထုတ်လိုက်တယ်လို့ကောင်းပွိုင်ကလည်းမုံလာဥနီမီနီခန်းနဲ့ပြန်ပစ်ပါတယ်။သူတို့နှစ်ယောက်မုံလာဥနီလေးနဲ့အပြန်အလှန်ပစ်ခတ်နေကြတော့မှယုံကလေးကတော့သူတို့အနောက်ကမုံလာဥနီအကြီးကြီးကိုအေးအေးဆေးဆေးစားနေတာပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေတိတ်ငက်တကောင်ရုတ်တရက်ထိုးဆင်းလာပြီးယုံကလေးကိုချီပြီးစပစ်လိုက်ပါတော့တယ်